တိုင်းအန်တီတို့အမြင်ကြတော့တိတ်နားမလဲတော့ဂိမ်းဆိုတာမကောင်းဘူးရဲ့အန်တီကမြင်တာပေါ့လေသူပညာရေးလည်းအန်တီထိခိုက်မှာစိုးရိမ်တာပေါ့ဘုံကိုဆွဲလူပြီးတော့အိတ်ခိုင်းတာမျိုးအဲ့လိုမျိုးလေးတွေရှိခဲ့ပါတယ်စိုးရိမ်လို့ပေါ့ဒါသူအေးမောရမယ်နေရွေးပဲကြိုက်မှာဆိုလို့ပေါ့သူကဂိမ်းကြတော့ရန်လဲဝါသနာပါတယ်သူကြည်ရတာရန်လဲစူးစားတာတွေ့ရတယ်နောက်ပိုင်းအန်တီလည်းသူ့ကိုတိတ်ကိုပြောပြတော့ဒါစိတ်ချမ်းသာပါစေတော့သူအန်တီလည်းတိုင်းလေးပဲနေလိုက်တော့တယ်ကျမကဒီချမ်းသာတာဒီတော့နေတာလေးဒါအမေတဲ့ဘာလက်ဆောင်ယူခဲ့ရမလဲတဲ့အမေတွေလက်ဆောင်အဲ့ဒါအဲ့မှာနိုင်အောင်ဆော့ခဲ့ချန်ပီယံဆုရအောင်လည်းယူခဲ့အဲ့လိုပြောလိုက်တာကြီးကဒါတကယ်ပဲချန်ပီယံဆုတကယ်သူယူလာခဲ့တယ်အဲသားလေးကသူနိုင်သွားပြီတဲ့အဲကိုကဖုံးဆက်ဒီကဖုံးဆက်နေဆိုတော့စကားကိုမပြောနိုင်ဘူးတကယ်ကိုဝမ်းတာတာအန်ဒီမင်းစားလေဘိုက်ကလာစားတက်ကမစားချင်ဘူးဖြစ်ဝမ်းတာအဲ့မှာလေထိုင်းငိုပလိုက်တာဝမ်းတာပြီးတော့ဟဲ့သူများတွေရတယ်ဝမ်းထဲမှာငိုကအနစ်ကြမှာနဲ့ဝမ်းတာလို့ပေါ့တကယ်ကိုဝမ်းတာလား